အတိုင်းအတာတစ်ခုတည်းပဲထားပါလိုတာထက်မပိုပါစေနဲ့ဘလို့ဆက်ဆံရေးကိုမစိုးလိုတာထက်ပိုသွားရင်မကောင်းတော့ဘူးလိုတာထက်ပိုပြီးတော့ရောမိတဲ့အခါအရန်ကြီးစကားပြောလိုက်တဲ့အခါကိုယ့်ရဲ့တန်ဖိုးတွေကျစေတယ်နောက်ဆုံးတော့ကိုကလူပေါ်ကြီးတယောက်လိုမျိုးဆက်ဆံခံရလိမ့်မယ်ထိုနည်းတူစွာပဲအခြေအတစ်ခုမှလည်းပဲလိုတာထက်ပိုကောင်းပေးလိုက်တဲ့အခါလိုတာထက်ပိုသဘောကောင်းပေးလိုက်တဲ့အခါမိမိပေါ်အရင်လိုထားတဲ့တန်ဖိုးထားမှုတွေလေးနက်မှုတွေအားလုံးကိုရနိုင်တော့မှာမဟုတ်တော့ဘူးသူကငါပြောရင်ရပါတယ်ဆိုတဲ့ခေါင်းစဉ်နဲ့နောက်ဆုံးမှာကိုယ်ကိုမထီမဲ့မြင်ဆက်ဆံတာကိုခံရလိမ့်မယ်အစားတော့စားတာကအစားအတန်းတန်တစ်ခုကိုလွန်ပြီးတော့လိုတာထက်ပိုစားလိုက်တဲ့အခါခန္ဓာကိုယ်အတွက်ဘေးထက်ဆိုးကျိုးတွေဆိုတာရှိလာတတ်တယ်ဒါကြောင့်ဘလို့ဆက်ဆံရေးကိုမစိုးလိုတာထက်မပိုပါစေနဲ့အတိုင်းအတာတစ်ခုတည်းပဲထားပါလိုတာထက်ပိုသွားတဲ့အခါနောက်ဆုံးနာကျင်ရမယ်သူနောင်တရမယ်သူကမိမိကိုယ်တိုင်ပဲဖြစ်ပါလိမ့်မယ်